ဒီအပိုင်းကျွန်တော်ဝယ်ထားမြန်မာ collection နဲ့များလာလို့ပေါ့နော်အဲ့တော့ကျွန်တော်ဝယ်ထားတဲ့ collection အကုန်လုံးတစ်ခုချင်းစီဝယ်ပြမယ်ပေါ့နော်ပထမဆုံးတစ်ခုကကျတော့ရေကူးမြန်မာမှာ is given alien ပေါ့နော်လုံးဝကြိုးသားလိုမျိုး vibe ပေးပါတယ်ဒါပေမဲ့ဒီအားကျတော့လုံးဝ necessary ဖြစ်တယ်ပေါ့နော်အရင်လိုအပ်တာကြောင့်မဟုတ်လို့ရေကူးရေခမ်းနာကူတာဖြစ်တဲ့ဆိုကြောင့်မဟုတ်လို့ပေါ့နော်ဒါလိုတာကြောင့်မလို့ဝယ်ထားတာပါဒါပေမဲ့ကျွန်တော်အရင်တော့ရေကူးတဲ့အချိန်ကျရင်လည်းအဲ့လိုမျိုးရေကူးညမှန်မလို့ဒါကျွန်တော်ရဲ့ကောင်လေးကသူရေကူးရင်အဲ့လိုညမှန်တက်ပြီးကူးတဲ့ဟာသူ့ရှင်နေပြီးမှစမ်းကြည့်တော့မှရေအောက်ထဲမှာမြင်ရတော့သဘောကျပြီးတော့မှအဲ့လို live ပွဲဖြစ်သွားတာပေါ့နော်ဒီတစ်ခုကကျတော့ကျွန်တော်အမြဲတမ်း daily wear အနေနဲ့တက်နေတဲ့ဟာပေါ့နော်အကုန်လုံးကျွန်တော်ဗီဒီယိုထဲမှာမြင်နေရတဲ့ပုံစံပေါ့နော်ဒါကျတော့လုံးဝစာလုပ်တယ်စာချက်ပိုးလေးလူလိမ္မာလေးဆိုရယ် vibe ကိုရစီတယ်မြင်မှန်ပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကျတော့ပေါ့နော်ဒီကကျတော့လုံးဝ Raven ရဲ့ classic vibe ပုံစံမျိုးပေါ့နော်ဒါပေမဲ့ဒီဟာကျတော့ Raven စစ်မဟုတ်ဘူးဒါချောင်းသာသွားနေမှာလုံးဝအဲ့ဒီနေရန်ပူနေမြင်မှန်မပါသွားလို့ဝယ်လိုက်ရတဲ့ဟာပေါ့နော်ရေးပေါ်ဝယ်လိုက်ရတဲ့ဟာဒါပေမဲ့မစိုးလို့ပြောလို့ရတယ်သူရဲ့ဒီမြင်မှန်လေးစိမ့်နေရပဲဆိုချိလို့ကောင်းတယ်ပေါ့နော် one of my favorite နေကမြင်မှန်ပေါ့နော် one of my favorite sunglasses အဲ့တော့သူကကျတော့လုံးဝ northern Italy vibe ပေါ့နော်လုံးဝဟို call me by your name vibe ပေါ့နော်ဒီကကျတော့လုံးဝ masculine ဖြစ်ပြီးတော့မှအဲ့လို vibe မျိုးပေးရပေါ့နော်အဲ့ဟာလေဒါ one of my favorite ပေါ့နော်နောက်တစ်ဒီတစ်ခုကလည်းနေကမြင့်မှန်ဟိုမှာသူကကျတော့ fancy ပုံစံမျိုးပေါ့နော်လုံးဝ cool ဖြစ်တဲ့ပိုင်းအဲ့လို vibe ပေါ့ sorry cool ဖြစ်တဲ့ပိုင်းအဲ့လို vibe မျိုးပေးချင်တဲ့အချိန်ကြရင်ဒီလိုဟာမျိုးဝယ်တယ်ပေါ့နော်ဒီနှစ်ခုလုံးက favorite ထဲမှာပါတယ်အဲ့တော့ဘယ်တစ်ခုနဲ့ပို့လိုက်တယ်ပေါ့နော် comment မှာ man ခဲ့ပါ this one or this one okay နောက်တစ်ခုကကျွန်တော်ရဲ့ဒီ TikTok profile မှာလိုမျိုးပေါ့နော်ကျွန်တော်ရဲ့ favorite မြင့်မှန်ကကျတော့စာကြည့်မြင့်မှန်အဲ့လိုမျိုးအကွက်လေးပေါ့နော်ဒီလိုအကွက်လေးကကျွန်တော်ရဲ့ favorite မြင့်မှန်ပေါ့နော်ဒါပေမဲ့အဲ့မြင့်မှန်လေးကစိတ်မကောင်းစွာနဲ့ပဲကျိုးသွားအဲ့တော့မနေ့ကမှအသစ်တွေ့ထားတာပေါ့နော်အဲ့တော့စာကြည့်မြင့်မှန်ဒီဟာကိုပြန်ပြောင်းပါပေါ့နော်ဒီ frame ကိုကြိုက်လို့ဝယ်လာတာပေါ့နော်လုံးဝသူကကျတော့ attention ရန်တောင်းတဲ့ပုံစံမျိုးပေါ့နော် I'm wearing glasses do you see that did you see that အဲ့လိုပုံစံမျိုးအဲ့လိုပုံစံမျိုးဆိုတော့ကြိုက်တော့ကြိုက်ပါတယ်ဒီဟာလည်းလုံးဝမိုက်တယ်လို့ပြောရရပါတော့ပြောမယ်ဆိုတော့ fashion accessory ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဒီလိုမျိုးလုံးဝ classic style စာကြည့်မြင်မှာမဟုတ်တော့ပေါ့နော်ဒီကကျတော့လည်းနည်းအမြင်မှာတက်ထားတွေ့လားအမြင်မှာတက်ထားတယ်အဲ့လိုပုံစံမျိုးဆိုတော့ဒါလေးလည်းသဘောကျလို့ဝယ်လာပေါ့နော်မှန်တော့ပြန်ချင်းရအောင်which one is your favorite comment ပါ make it ပါ follow me for more